တကြမ်းမှာအပြုံးလေးနဲ့ကုန်းငင်တဲ့ညီကိုတွေအတွက်ကျွန်တော်တို့မန္တလေးကွန်မြူနတီဆိုင်ကရှိုးရုံကိုကြွာလန်းခဲ့လိုက်ပါဒီနေ့မှာတော့ကျွန်တော်တို့ဆိုင်မှာရောက်ထားတဲ့ Honda CD တွေကမှာ engine power အလက်တန်းစားဘိန်းလေးနဲ့မိတ်ဆက်ပေးသွားပါမယ်ဒီဘက်မှာရှိနေတဲ့အားလေးကတော့ Honda CB 900F လေးပဲဖြစ်ပါတယ် model 2018ကိုမန္တလေးလိုင်စင်လေးနဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးက118သိန်းကျပ်ပါဒီဘက်ကအိမ်မော်ရောင်လေးကတော့ CBR 900R model 2019ကိုရှမ်းလိုင်စင်လေးနဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့135သိန်းကျပ်ပဲဖြစ်ပါတယ်ဒီဘက်ကဘိန်းလေးကတော့ CBR 900R model 2019ပုံပြောင်းဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းလေးကိုတော့ ARD လိုင်စင်လေးနဲ့ရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့149သိန်းကျပ်ပဲဖြစ်ပါတယ်ဒီဘက်ကဆိုင်ကလေးကတော့ CBR 650R model 2019ဘိန်းလေးပဲဖြစ်ပါတယ်ဒီဘိန်းလေးကတော့ ARD လိုင်စင်လေးနဲ့ပါရောင်းချပေးမဲ့ဈေးနှုန်းလေးကတော့262သိန်းကျပ်ပဲဖြစ်ပါတယ်ကျွန်တော်ပြောပြပေးထားတဲ့ Honda CD တွေကိုမှလာရောက်ဝယ်ယူအားပေးခြင်းနဲ့မိတ်ဆွေများအတွက်ကျွန်တော်တို့မန္တလေးဆိုင်လိပ်စာလေးကတော့58လမ်း110A မှာတည်ရှိပြီးတော့လေဝင်ကနေဝယ်ယူနေတဲ့မိတ်ဆွေတွေအတွက် Viber ဖုန်းနံပါတ်9668411500နဲ့ခွန်လေးလုံး418တို့ကိုဗီဒီယိုကောခေါ်ဆိုပြီးတော့ဝယ်ယူအားပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ